ရွှေတကုံဖရာသွားကြည့်စနေသားဆိုရင်စနေတောင်ကဖရာသွားကြောတယ်ကြံတဲ့ဖရာသူ့အတွက်အသုံးမဝင်တယ်လို့ဖြစ်သွားတယ်ဖရာဆိုတာတဆူတည်းပဲစနေတောင်ကရှ िख ိုးမှစနေသားကောင်းကျိုးရမှာမဟုတ်ဘူးနော်ဖရာပဲရှ िख ိုးဖရာဆိုတာတူတူပဲအဲ့ဒါကြောင့်မို့အရေးကြီးတာကရင်းထဲမှာကိုယ့်ကိုစဉ်းစားကောင်းကျိုးချမ်းသာရဖို့ဆုတောင်းပြေဖို့အတွက်ငါမှဘာရှိရမလဲတရားရှိရလားကံကံဤကျိုးကိုယုံကြည်တယ်ဖရာဤဂုဏ်ကိုယုံကြည်တယ်ဆိုရက်တရားရှိရလားသီလငါးပါးသီလလုံးရလားကိုချင်းတရားကောင်းရလားတုဒ္ဒဘာသာရေးဘ ਹੁ တုဒ္ဒတကယ်ရှိရလားတရားဓမ္မအသိရှိရလားစာကကိုမှနှမျောတွန့်တုံမှုတွေလွှမ်းမိုးနေတာလားသို့မဟုတ်စွန့်ကြဲနိုင်တဲ့အနေအထားရှိတာလားပညာလုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိသလားအဲ့ဒီ၅ချက်ပဲအဲ့ဒီ၅ချက်ရှိတယ်ဆိုလို့ရှိရင်ဘယ်ဖရာပဲပူဇော်ဘယ်ဖရာရှိမှပဲကုသိုလ်ကောင်းမှုလုပ်ပြီးဒီဆုတောင်းဒီ၅ချက်ကဆုတောင်းကိုပြည့်စေတာဖြစ်တယ်အဲ့တော့ဆိုလိုရင်းကဆုတောင်းပြည့်တာဟာဖရာနဲ့မဆိုင်ဘူးကိုယ်နဲ့ပဲဆိုင်တယ်လို့မှတ်တာဖရာဆုတောင်းပြည့်ခြင်းမပြည့်ခြင်းဟာကိုယ်နဲ့သာပတ်သက်တယ်အနုဘဆိုရင်ဒီဘုရားကဆုတောင်းပြည့်တယ်ဟိုဘုရားကဆုတောင်းမပြည့်ဘူးဆိုရင်ဖရာတောင်မှပဲဆုတောင်းမပြည့်တဲ့ဖရာဆိုကိုးကွယ်မဲ့လူရှိမှာမဟုတ်ဆုတောင်းပြည့်မဲ့လူဖရာအမှန်ကတော့ဖရာနဲ့ဘာမှမဆိုင်နော်ဖရာမှန်တယ်ဗျဒီဗမာပြည်မှာရှိတဲ့ရုပ်ပွားစနုတော်တွေစေတီပထိုးတွေအားလုံးဟာဂေါရမမြတ်စွာဘုရားတပါးတည်းကိုဥတည်ပြီးတော့လှုပ်ထားတဲ့ရုပ်ပွားတော်တွေကြီးပဲဖြစ်တယ်ယမယံခါတော့ဗဒ္ဒကဘာမှာပွင့်တော်မူတဲ့ဖရာတွေတို့မရှိဘူးလားဆိုရှိပါသို့တော့အဓိကဂေါရမဗုဒ္ဓကိုရည်စူးတဲ့ရုပ်ပွားစနုတော်တွေကများတယ်ပေါ့အဲ့တော့ဘယ်ဖရာပဲဖြစ်ဖြစ်ခကြီးတွေတက်ပြီးတော့ဖရာမျိုးလုံးနေတယ်ဆိုတာဟာပူဇော်ကိုးကွယ်သူတွေရဲ့ဆန္ဒပဲကိုယ်တိုင်ကပါတော့ဆိုရင်ဖရာဟောတဲ့အတိုင်းလိုက်နာကျင့်သုံးရမှာဖြစ်တယ်ဆိုတာကိုသဘောပေါက်ဖို့လိုတယ်နော်သဘောပေါက်ရမယ်အိမ်မှာဖရာပထုစနုတော်တွေကိုးကွယ်ထားတယ်ဖရာကိုမြင်တိုင်းဖရာကငါပါဆုံးမတော့သီလရှိဖို့ဆုံးမတယ်ကုသိုလ်ကောင်းမှုလုပ်ဖို့ဆုံးမတယ်အကုသိုလ်ရှောင်ဖို့ဆုံးမတယ်အဲ့ဒီဆုံးမစကားလေးကိုနားထဲမှာကြားနေပြီးမှတ်သားပြီးအကုသိုလ်ရှောင်ခြင်းကုသိုလ်ကောင်းမှုပြုလုပ်ခြင်းပဲလုပ်ရမယ်အဲ့ဒါမှကောင်းကျိုးချမ်းသာရမှာဖြစ်တယ်နော်ဒါအစစ်အမှန်